အဲ့တော့ဆရာမကလေးတွေပညာရှာတဲ့အခါပေါ့အဲ့ဒီမှာအသက်မွေးကြောင်းပညာတွေလည်းပါတယ်နော်ဟုတ်ပြီဒါဆိုရင်ပညာရှာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအားနည်းနေလို့မရဘူးဟုတ်တယ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအားနည်းလို့မရဘူးကလေးတို့အဲ့တော့ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတာကလေးတို့ကျန်းမာရေးခဏခဏဖြစ်တာနော်နေမကောင်းခဏခဏဖြစ်တာကိုပြောတာကဲဟုတ်ပြီဒါဆိုရင်ကျန်းမာရေးချူချတယ်ခဏခဏနေမကောင်းဖြစ်တယ်ဆိုရင်ဒါသိကြတဲ့သူဟာသူလုံနေတဲ့သူလေ့လာနေတဲ့ပညာရက်တွေပေါ်မှာထုံးပေါက်မှာနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအားနေတာဘယ်လိုမျိုးလဲဆိုရင်ထစ်ကနေရှိစိတ်တိုးတယ်ထစ်ကနေရှိဒေါသထွက်တယ်ထစ်ကနေရှိဝမ်းနဲလွယ်တယ်ဟဲ့လားပေါ့ထစ်ကနေရှိငါ့တော့လာမလုံးနဲ့ငါလုံးလိုက်မယ်ပေါ့ယောက်ျားလေးတွေနော်ယောက်ျားလေးတွေအဲ့တော့ငါ့တော့လာမလုံးနဲ့ငါလုံးလိုက်မယ်ဒီလိုလေးဆိုငါမရဘူးပေါ့အဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းနေတာနဲ့ပဲကျမတို့ကအလုပ်ဖြစ်မဲ့ဟာတွေကိုမလုပ်ဖြစ်တော့တာမျိုးရှိတတ်တယ်သဘောပေါက်တယ်နော်အဲ့တော့ចောင်းသားမမဟုတ်လူတယောက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားနေနေကိုလိုချင်တာတွေနဲ့အလံဝင်းနေအောင်ပါပဲသဘောပေါက်တယ်နော်ပေါက်ပါရဲ့အဲ့တော့ဆရာမကလေးတွေအနေနဲ့ဘဝမှာကိုလိုချင်တာတွေကိုရချင်တယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ strong တန်မာနေဖို့မှာဖြစ်တယ်လို့နောက်တစ်ခုကတော့တမာရီအားကောင်းမှဒါလေးကိုလိုချင်တာကိုမလုပ်နိုင်လေရနိုင်တယ်ပြောပြီးအဲ့တော့ငါတပည့်လေးတို့ဟာတမာရီအားလေးတွေကောင်းပြီးတော့မှကိုလိုချင်တာလေးတွေကိုနော်ရွေရပန်းတိုင်ကိုအမြန်ဆုံးရောက်ဖို့ရောက်အောင်လုပ်နိုင်တဲ့ကလေးလေးတွေဖြစ်ဖို့မျှော်လင့်တယ်နော်